အားလုံးပဲမင်္ဂလာပါလူယေရှုခရစ်တော်ဖျားရဲ့နာမတော်အဖြစ်အယောင်စီတိုင်းကိုကြိုဆိုနှုတ်ခွန်းဆက်တယ်လို့ပါတယ်ဒီပဟာအဖေများနေ့ဖြစ်တဲ့အတွက်အဖေများဆိုဒီမှာဆိုရက်နှုတ်ကပတ်တော်အဖြစ်ဖော်ပြဝေငါခွန်အားပေးလို့ပါတယ်နှုတ်ကပတ်တော်အတွက်ခဏလောက်ဆွတောင်းကြရအောင်ယေရှုမြတ်တော်ရှင်ဖဗျာပြန်ဆင်ပေးသောအချိန်တိုင်းအားဖြစ်တာမကပြန်ဆင်ပေးသောအသက်တာအတွက်ကိုရရှင်ယေရှုတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကြားနာမင်းနှုတ်ကပတ်တော်စင်ကြင်ခွန်အားယူကြမည်ကျွန်တော်အယောက်စီတိုင်းတို့ရဲ့အသက်တာဝိညာဉ်မျက်စိအလင်းဝိညာဉ်နာဝိညာဉ်နှလုံးသားများနှင့်ပြည့်စုံဆောင်လည်နိုင်ရသောအခွင့်ရှိစေတော်မူပါချိန်တိုင်းနှင့်အသက်တာများအားလုံးဖဖျားရှင်ရဲ့လက်ဝဲတော်ဆက်ကပ်အနန္တိခါအဖိုင်တပါးရောသားတော်သခင်ရှုခရစ်တော်ဖျား၏မြတ်သောမဟာနာမကိုမြည်ပြုလျက်ယူသည်လေးမြတ်စွာဖြင့်ဆွတောင်းဆက်ကပ်ပင့်ဖိတ်သနာခံတောင်းလျှောက်ကြပါ၏မြတ်တော်ရှင်ပါအာမင်အဖေဆိုသည်မှာဒီနေ့အဖေများနေ့ရဲ့ဖော်ပြရာ FATHER father ဆိုတဲ့စကားလုံးနဲ့ကျွန်တော်ဝေငါဖော်ပြခွန်အားပေးခြင်းပါတယ်ပထမစကားလုံးဖြစ်တဲ့ F ကိုကျွန်တော်တို့ဆင်ခြင်ခွန်အားယူကြရအောင် F ကတော့ faithful ဖြစ်ပါတယ် faithful ဖြစ်ပါတယ်အဖေတိုင်းတကယ်ပဲယုံကြည်ခြင်းအပြည့်အဝရှိတော်သူတွေဖြစ်ဖို့ဖျားရှင်အလိုရှိတဲ့ကဲ့သို့သားသမီးတွေအတွက်အတူယူပွဲရာဖြစ်ပါတယ်ယုံကြည်ခြင်းအပြည့်အဝရှိမှသာအိမ်တော်မိသားစုကိုဥဆောင်နိုင်သောဖခင်ဖြစ်မှာဖြစ်ပါတယ်ယုံကြည်ခြင်းအပြည့်အဝရှိမှသာဘုရားသခင်ရဲ့ကြွယ်ဝသောယူပါယုံကောင်းကြီးမင်္ဂလာဟာအိမ်တော်မိသားစုပေါ်မှာတက်ရောက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဖခင်များနေ့မှာဖခင်တွေအားလုံးယုံကြည်ခြင်းအပြည့်အဝရှိသောဖခင်များဖြစ်ဖို့ထူးမြော်လင့်ပါတယ်အာဗြဟံလိုမျိုးတကယ်ကိုယုံကြည်ခြင်းအရာ၌မိသားစုတွေကိုတည်ဆောက်ပေးနိုင်သောယုံကြည်ခြင်းနဲ့အသက်ရှင်နိုင်သောဖခင်များဖြစ်ဖို့ပထမတစ်ချက်အနေနဲ့ဖော်ပြလိုပါတယ်ဒုတိယတစ်ချက် available အဖေဆိုတာသားသမီးတွေအတွက်အမြဲတမ်းအဆင်သင့်ရှိရမှာဖြစ်ပါတယ်အမြဲတမ်းအချိန်ပေးရမှာဖြစ်ပါတယ်ဆိုတော့မိသားစုတိုင်းမှာအဖေတွေဟာအလုပ်အများဆုံးဖြစ်ပါတယ်သားသမီးတွေဟာအဖေတွေရဲ့နှွေးထွေးမှုကိုလိုချင်တာဖြစ်ပါတယ်သားသမီးတွေဟာအဖေတွေရဲ့အချိန်ပေးမှုကိုလိုချင်တာဖြစ်ပါတယ်အဖေစီကနေဘာရရှိနိုင်တယ်လဲဆိုတာကိုလည်းသူတို့အမြဲတမ်းတောင်းတပါတယ်ဒါကြောင့်မလို့ဒီပါဟာဖခင်များနေဖြစ်တဲ့အတွက်ဖခင်များသားသမီးတွေကိုချစ်တယ်ဆိုရင်သားသမီးတွေကိုပေးပါဘာကိုပေးရမလဲအချိန်ပေးပါ Now love is time is love အချိန်ဟာအချစ်ဖြစ်ပါတယ်အချစ်ဟာအချိန်ဖြစ်ပါတယ်သားသမီးတွေလိုချင်တဲ့အရာအဖေဒီစီကနေရရှိနိုင်တဲ့ဒီအချိန်ဒီအချစ်ဟာအရန်တန်ဖိုးရှိပါတယ်ဒါကြောင့်မလို့ဘာပေါ်မှာရှိသောဖခင်များသားသမီးတွေလိုအပ်သောအချစ်သားသမီးတွေလိုအပ်သောအချိန်အဖေတွေစီကနေရရှိနိုင်ဖို့ available ဖြစ်ဖို့အရေးကြီးပါတယ်တတိယတစ်ချက် T ဖြစ်ပါတယ် T ရဲ့အဓိပ္ပာယ်ကတော့ teacher သားသမီးတွေကိုတွင်တင်ပေးနိုင်တဲ့ဖခင်တွေဖြစ်ဖို့အရေးကြီးပါတယ်ယနေ့ဖခင်တချို့ဟာသားသမီးတွေကိုတွင်တင်ခြင်းတော်ညာလဲသားသမီးတွေကိုတွင်တင်လို့မရတဲ့ဖခင်တွေအများကြီးရှိပါတယ်ဆရာကောင်းမပိတတ်တဲ့ဖခင်တွေအများကြီးရှိပါတယ်ဆရာဖြစ်ခြင်းဟာဆရာကောင်းပိတတ်ဖို့လိုပါတယ်တချို့ဖခင်တွေဟာသားသမီးတွေကိုတွင်တင်တော်ညာလဲမိမိကိုယ်ကိုပြုပြင်ပြောင်းလဲတွင်တင်ဖို့ရန်အတွက်မလုပ်တော့ဖခင်တွေအများကြီးရှိပါတယ်သားသမီးတွေအတွက်ဆရာကောင်းမပိတတ်တဲ့ဖခင်တွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မလို့ဖခင်များနေ့မှာဖခင်များအားလုံးဆရာကောင်းပိတတ်ဖို့ရန်အတွက်ဖော်ပြဝေငှပေးချင်ပါတယ်နောက်တစ်ချက် H ဖြစ်ပါတယ် H ရဲ့အဓိပ္ပာယ်ကတော့ helper ဖြစ်ပါတယ် helper ဆိုတာက
သားသမီးတွေကိုအမြဲတမ်းပံ့ပိုးကူညီမဆတော့အဖေဖြစ်ဖို့ဖျားရှင်လို့ရှိပါတယ်သားသမီးအတွက်ဇနီးတဲ့အတွက်မိသားစုအတွက်အမြဲတမ်းအကူအညီအထောက်အပံ့မဆပေးနိုင်တဲ့ဖခင်ကောင်းဖြစ်ဖို့ရန်အတွက်ဖျားရှင်အလိုရှိတဲ့ကဲ့သို့မိသားစုတွေလည်းအလိုရှိတယ်ဆိုတာကိုယနေ့ဖခင်များနေ့မှာရှိသောဖခင်များအယောက်စီတိုင်းနားလည်ဖို့လိုပါတယ်နောက်တစ်ချက်ကတော့ E ဖြစ်ပါတယ် E ကတော့ encourager ဖခင်တွေဟာသားသမီးတွေအတွက်ခွန်အားပေးတဲ့သူတွေဖြစ်ဖို့လိုပါတယ်ခွန်အားပေးသူဖြစ်ဖို့လိုပါတယ်ပြုံ့ညံ့တဲ့သူမဖြစ်အောင်ဖခင်တွေအယောက်စီတိုင်းဟာသားသမီးရဲ့ရှေ့မှာပဲမရပ်တည်ပြီးတော့သားသမီးရဲ့နောက်မှာလည်းအမြဲတမ်းခွန်အားပေးရမှာဖြစ်ပါတယ်အမြဲတမ်းတိုက်တွန်းပေးရမှာဖြစ်ပါတယ်သားသမီးတွေကြက်ရှုံးနေတဲ့အချိန်သားသမီးတွေအားငယ်နေတဲ့အချိန်မှာအဖေတိုင်းဟာသားသမီးတွေကိုခွန်အားပေးရမယ်သားသမီးတွေကိုတိုက်တွန်းပေးရမယ်သူတွေဖြစ်ဖို့ဘုရားရှင်အလိုရှိတဲ့ကဲ့သို့မိသားစုသားသမီးတွေလည်းအလိုရှိသောအရာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ R ဖြစ်ပါတယ် R ရဲ့အဓိပ္ပာယ်ကတော့ role model ဖခင်တွေအားလုံးဟာစံပြပုဂ္ဂိုလ်ဖြစ်ရမှာဖြစ်ပါတယ်ဖခင်တွေအားလုံးဟာစံပြပုဂ္ဂိုလ်ဖြစ်ရမှာဖြစ်ပါတယ်ယနေ့ကျမ်းစာထဲမှာစံပြပုဂ္ဂိုလ်ဖခင်တွေအများကြီးရှိတဲ့ကဲ့သို့လူသမိုင်းရာဇဝင်ထဲမှာစံပြပုဂ္ဂိုလ်အများကြီးရှိပါတယ်ဒါကြောင့်မလို့ယနေ့အသက်ရှင်လျက်ရှိသောဖခင်များမိသားစုအတွက်ယက်တီလျက်ရှိသောဖခင်များသားသမီးတွေအတွက်စံပြပုဂ္ဂိုလ်ဖြစ်ဖို့လိုပါတယ်။သင်ရဲ့အသက်ရှင်ခြင်းဟာသားသမီးတွေအတွက်တည်ဆောက်စရာဖြစ်ဖို့ဘုရားရှင်လိုရှိပါတယ်။သင်ရဲ့ပြောဆိုခြင်းဟာသားသမီးတွေအတွက်တည်ဆောက်စရာစံပြပုဂ္ဂိုလ်ဖြစ်ဖို့ဘုရားရှင်လိုရှိပါတယ်။သင်ရဲ့သွားလာလှုပ်ရှားနေထိုင်စားသောက်ခြင်းအလုံးစုံဟာသားသမီးတွေအတွက်စံပြဖြစ်ဖို့ဘုရားရှင်လိုရှိပါတယ်။သင်ဒါကိုလုပ်ရင်သင်သားသမီးဟာဒါကိုမြင်ပြီးသင်လိုမျိုးလှုပ်ဆောင်မှာဖြစ်ပါတယ်။သားသမီးတွေဟာအဖေအမေတွေရဲ့လှုပ်ဆောင်ခြင်းအရာကိုကြည့်ပြီးလှုပ်တက်လေးရှိပါတယ်။ဒါကြောင့်မလို့ဖခင်များအားလုံးစံပြပုဂ္ဂိုလ်ဖခင်ဖြစ်ဖို့ရန်အတွက်အထူးအရေးကြီးကြောင်းကိုလည်းဖော်ပြလိုပါတယ်။ဒါကြောင့်မလို့ဒီနေ့ဒီအပဟာဖခင်များနဲ့ဖြစ်တဲ့အတွက်ဖခင်များရှစ်သင့်ရှစ်တိုက်သောအရေးအချင်းဖခင်များရှစ်သင့်ရှစ်ထိုက်သောဒီဂုဏ်တတ္တိတွေအယောင်စီတိုင်းဖခင်တွေအပေါ်မှာကြွယ်ဝပြည့်စုံခြင်းရှိမယ်လို့အထူးယုံကြည်ပါတယ်။အယောင်စီတိုင်းကြားနာရသောနှုတ်ကပတ်တော်ကြားနာရသောခွန်အားပေးခြင်းအရာပေါ်မှာဘုရားရှင်ဆက်လက်တာ၍ကောင်းချီးပေးပါစေ။အာမင်။